ကျွန်တော်တို့လွန်ခဲ့တဲ့2 ပတ်လောက်ကတင်ထားတဲ့ဒီ food forest အသေးလေးဗျဒီ food forest အသေးလေးရဲ့ update ကိုကျွန်တော်ထပ်ပြပေးတာပါဗျအဲ့တော့ကျွန်တော်မပြောခဲ့တာလေးတွေကိုလည်းဒီမှာပြောသွားမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီဟာဘောင်းလျှားလိုက်ပေါင်းများဟောလောက်ရှိမယ်ဗျပေ100လောက်ရှိမယ်အရန်ကြီးတော့မရှိဘူးဒီပေ100လောက်ပေါ့ဟိုးပဲဒီရှန်စီယိုနာဒီပေ100လောက်ကိုကျွန်တော်ဘောင်းသဘောမျိုးလေးလောက်ထားတယ်ဗျဘောင်းသဘောမျိုးလောက်ထားတယ်ဆိုပေမဲ့ဒီကောင်ရေလုံးလုံးလောင်းစရာမလိုပါဘူးလူကိုယ်တိုင်လိုက်ဖြန်းနေစရာမလိုပါဘူးအလဲမှာကျွန်တော်တို့ဘယ်လိုလောက်ထားလဲဆိုလို့ရှိရင်ရေမြောင်းလေးလောက်ထားတယ်ရေမြောင်းလောက်ထားတယ်ရေမြောင်းလောက်ထားပြီးတော့ရေမြောင်းနဲ့ဟိုဒီရေပါကနေပြီးတော့ရေပါ2 ခုကနေပြီးတော့ရေပိုင်းနဲ့ချထားလိုက်ရမှာပဲဒီတရက်ကိုမိနစ်20လောက်စီပေါ့မိနစ်20နာရီဝက်လောက်စီရေသွင်းပေးပါတယ်ဗျတခုကောင်းတာကဒီကျွန်တော်တို့ရွှွန့်စေးမြေတွေကကြတော့လေရေထိန်ကောင်းတယ်ရေထိန်ကောင်းတဲ့ဒီရေထိန်ကောင်းတော့ရေထိန်လုံးအားကြီးတော့ဒီအပင်တွေအတွက်ကရွှွန့်စေးမြေမှာစရင်တိတ်မဖြစ်ဘူးဗျအမြင့်လေဝင်တွေတက်လည်းတိတ်မရှိတော့လေအဲဒီတော့သူ့ရဲ့အားနေချက်ကိုကျွန်တော်တို့ကအားသာချက်ဖြစ်ဘယ်လိုပြောင်းလိုက်လဲဆိုလို့ရှိရင်ဒီမှာဗျဒီလိုမျိုးရေမြောင်းလှုပ်လိုက်တယ်လူမျိုးရေမြောင်းလှုပ်လိုက်ပြီးတော့ဒီပိုင်းနဲ့ရေသွင်းလိုက်တယ်ပိုင်းနဲ့ရေသွင်းလိုက်တယ်ရွှွန့်စေးမြေဖြစ်နေတဲ့အခါကျတော့ဒါဆိုလို့ရှိရင်ကျွန်တော်လွန်ခဲ့တဲ့ဒီနိုင်ဝက်လောက်တည်းကရေသွင်းနေတာရေကဒီမှာနေနေတယ်ဗျာအောက်ကိုစိတ်မသွားဘူးအဲကြောင့်ကျွန်တော်တို့ဒီလိုမျိုးရေမြောင်းလေးလှုပ်ပြီးတော့ဒီရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာဒီ line လေးထပ်တူပြီးတော့ line 3 line ပုံစံမျိုးဖြစ်သွားတာပေါ့ line လေးထပ်တူပြီးတော့ကျွန်တော်တို့အပင် site ပါတယ်ဗျအဲ့လိုလောက်ထားတဲ့အခါကျရင်ဒီမိတ်ဆွေတို့အပင်မန်းခံပြီးတော့ရေလိုက်လောင်းနေကြမလို့ပါဘူးရွှွန့်စင်းမြေပေါ်မှာအပင်ကောင်းကောင်း site လို့ရပါတယ်ဒီမှာနမူနာလေးပြပါမယ်ဗျဒီမှာဒီလိုမျိုးလေးအလဲမှာရေမြောင်းရှိတယ်ဒါကတော့လွန်ခဲ့တဲ့1 နာရီလောက်ကရေသွင်းတာဆိုတော့ရေကတော့ခြောက်သွားပြီဒီမှာလဲမှာရေမြောင်းလေးရှိတယ်ဘေးတစ်ဖက်တစ်ချက်မှာဒီမြောင်းသေး2 ခုလောက်ပြီးတော့အဲ့ထဲကိုကျွန်တော်အပင်မျိုးစေးချမယ်ပြီးတော့ပွားနေပြီးတော့ဒီတိရွက်ဆွေးတိရွက်ဆွေးဆက်မြေပေါ်ကဖုံးပေးပါတယ်တိရွက်ဆွေးဆက်မြေကအများကြီးသုံးစရာမလိုဘူးပါဒီလက်ရှိရှိပြီးသားဒီရွှွန့်စေးမြေနဲ့ပဲရောပြီးတော့ဒီ50% လောက်ရောပြီးတော့စိုက်ပေးပါတယ်ဗျဒီမှာဆိုလို့ရှိရင်ဒီမှာကျွန်တော်ဒီ food forest အသေးလေးမှာဘာတွေရှိလဲဆိုလို့ရှိရင်ကျွန်တော်ဒီနှစ်ရှည်ပင်နဲ့နှစ်တိုပင်နဲ့ကိုပေါင်းစိုက်ထားပါတယ်အဲကြတော့ကျွန်တော်တို့ဘလို့အားသာချက်ရလဲဆိုတော့ဒီရာသီသီးနှံတွေကဗျာဒီနှစ်ရှည်ပင်နဲ့သဘောတရားချင်းမတူတဲ့အခါကျတော့ရေလူးတောက်ရတာတွေဘာမှမဖြစ်ဘူးဗျဒီမှာဆိုလို့ရှိရင်ဒီမှာပြောင်းမှုဖူးနေပါပြီပြောင်းမှုဖူးနေပြီနွေရာသီမှာလည်းဒီလိုမျိုးရေပေးနိုင်လို့ရှိရင်ပြောင်းမှုစိုက်လို့ရပါတယ်ဗျပြောင်းမှုရှားတဲ့ချိန်မှာပြောင်းမှုစားလို့ရအောင်ပြောင်းမှုပင်စိုက်ထားပါတယ်ရှမ်းပြည်ဘက်မှာဆိုလို့ရှိရင်တော့ပြောင်းမှုကရမ်းပေါ်တယ်ဒါပေမဲ့ဗျာဘယ်လိုခေါ်မလဲတော်တော်များများဒီ chemical ဆေးတွေနဲ့စိုက်ကြတဲ့ပြောင်းနေကြီးပဲကျွန်တော်ကတော့ဒီဓာတုလို့ပြောင်းကိုယ်တိုင်စိုက်ထားတဲ့ပြောင်းစားခြင်းလို့စိုက်ထားပါတယ်ဗျဒီမှာလည်းပြောင်းမှုဖူးနေပြီဒီမှာနှစ်ရှည်ပင်ကဒီမှာနှစ်ရှည်ပင်မပြရတယ်လို့ဒါ6 ပင်လေးတွေဗျ6 ပင်လေးတွေကိုဒီအလယ်မှာစိုက်ထားပါတယ်ဒီညွန့်လေးတွေစားခြင်းတော့ကူးစားလို့ရတယ်ဗျဒီမှာဆိုလို့ရှိရင်ဒီမှာပြောင်းမှုလေးတွေအများကြီးပြောင်းမှုလေးတွေအများကြီးဖူးနေပြီဒါကကျတော့ကျွန်တော်တို့ဟိုပါပေါ့ဖရဲပင်ပါတယ်ဒီထဲမှာကြောက်ဖြုံပင်ပါတယ်ဗျဖရဲပင်ပါတယ်ကြောက်ဖြုံပင်ပါတယ်ဒီမှာပြားလေးတွေလာကြတယ်ဗျပြားလေးတွေဒီပန်းလေးတွေကိုဝတ်မုံလာကူးကြတယ်သူတို့ပန်းဝေးလာတောင်းနေဝတ်မုံလာကူးကြတယ်ဗျမှာပြောင်းမှုပွင့်နေပြောင်းဘူးအပွင့်နေပြောင်းဘူးတွေဗျဒါနေ့တိုင်းဒီပေါင်ကြီးကရေလောင်းစရာမလိုပါဘူးသူ့ဘသူရေပိုက်လေးမိနစ်ဟိုလောက်ရှပေးအောင်လည်းဖြစ်ပါတယ်ဗျမှာကျွန်တော်ဆက်လက်ပြအောင်ပါဗျဒါကတော့ဆက်လက်နီညိုပါဆက်လက်နီညိုပဲမှာဒီတနေရာလေးပဲကျွန်တော်စိုက်ထားပါသေးတယ်ဟိုဘက်မှာတော့ရှောက်သွင်းတာပဲเนาะဘာမှမစိုက်ထားဘူးဒီမြက်လျှောက်တွေကကျွန်တော်ဒီတိုင်းထားတယ်ဗျဟိုဘာဖြစ်လို့လဲဆိုတော့ဒီဟိုဘာမှမလုပ်ရသေးခင်အနေထားမှာဒီမြေကြီးစွိုင်းကပါအနေနဲ့ဖြစ်အောင်လို့ဘာမှမရိပ်ပဲထားရတာပါရွှေပြုံသီးအသီးနေပါဗျမခရမ်းသီးကျေးဇူးပါဗျမိတ်ဆွေတို့လည်းမိတ်ဆွေတွေရဲ့ဒီရွှွန့်စေးမြေပေါ်မှာအပင်ဘယ်လိုစိုက်ရမလဲလေး sharing လုပ်ရှင်လို့ ਨੇ ကျွန်တော်ရဲ့ဒီ food forest အသေးလေးရဲ့ update ကိုပြချင်လို့ကျွန်တော်ဗီဒီယိုထပ်ရိုက်လိုက်တာပါဗျကျေးဇူးတင်ပါတယ်